ရလာတဲ့သေစာတွေဟာဗိုက်ပြည့်စေဖို့အတွက်ပဲလားတကယ်တော့အဲ့ဒီသေစာတိုင်းရဲ့နောက်ွယ်မှာမေတ္တာရိုးသားမှုနဲ့ဘဝသင်ခန်းစာတွေဟောထားပါတယ်ချစ်ရတဲ့နားဆင်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမရဲ့ channel ကနေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆီယမခင်ခင်တို့ရေးသားထားတဲ့မြမကျေးလက်ဘဝရဲ့ရိုးရှင်းတဲ့ဘဝလူသားတွေရဲ့နှွေးထွေးတဲ့မေတ္တာနဲ့တဘာဝရဲ့တန်ဖိုးကိုနူးညံ့သိမ်မွေ့စွာဖော်ပြထားတဲ့ဆီယမခင်ခင်တို့ရဲ့တောတရေစာဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်တောတရေစာဆိုတာစားစရာအကြောင်းတစ်ခုတည်းကိုပဲပြောထားတာမဟုတ်ပါဘူးတဘာဝကပေးတဲ့လက်ဆောင်တွေလူတွေရဲ့ရိုးသားတဲ့ဘဝနဲ့မျှဝေတတ်တဲ့စိတ်ဓာတ်တွေကိုပါအထိပ္ပယ်ပြေးဝစွာဖော်ပြထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါအလောက်ရှုပ်တဲ့နေ့စဉ်လူမှုအကြောင်းမှာစိတ်ကိုအေးချမ်းစေမယ်တောရွာရဲ့အငွေအသက်ကိုခံစားရစေမယ်ဒီဇာတ်လမ်းလေးကိုအဆုံးထိနားဆင်ပေးဖို့အတွက်ကျွန်မကဖိတ်ခေါ်လိုက်ပါတယ်ရှင်ကျွန်မနဲ့အတူနားဆင်ခံစားကြည့်ကြရအောင်ဓာတ်ဝန်းကလေးတွေတန့်ရှင်းတောက်မြောက်သလိုမုံတွေကလည်းစားခြင်းတွေကောင်းလာပါသည်ဂျုံယိုနို့ထမင်းတာကူယိုမပြောပါနွားနို့ကဲဆုံးလို့ဈေးကလည်း90ဘိုးတရားဖို့ဆိုတော့စားလဲစားပြောသည်ရိုးရမုံတွေကိုသာအာသီသားရှိသောကျမအဖို့အဆင်ပြေတော့လေနှစ်ခွဲသာသာသမီးလေးကတိတ်အာရုံရှိဖို့ပေါ့ဘာဖြစ်လို့များပါလဲအိမ်မှာအမြဲဝယ်ထားလေးရှိတဲ့ပေါင်မုံကျွတ်ကုကီချောကလက်လိုဘစ်ကစ်လိုမုံတွေကိုအမြဲထိတွေ့နေရတော့လေရိုးရမုံတွေကိုအရသာမတွေ့တော့တာများလားကျမတို့အိမ်မှာမနက်စာကတော့တစ်ခါတည်းရန်ထမင်းနဲ့အကြောတစ်ခါတည်းရန်ကောင်းညင်းမောင်းနေပဲပြုတ်စားကြတာများပါသည်နေ့လည်းနေခင်အစားပြေစားနိုင်မှုအထားခံတဲ့မုံကြောက်တွေလည်းဝယ်ထားတတ်တယ်မနီးမဝဲကဈေးဘက်ကိုရှောင်းနိုင်ရင်တော့ရိုးရမုံတွေရနိုင်ပါ၏မုံရသလန်မုံကရိုးခွာမုံလက်ကမုံချင်းပေါင်းမုံကျက်ဦးရက်ွက်တွင်ဓမ္မယုံဖျားပွဲတွေမှာတော့ရေမုံလင်မယာခဲလန်ချောင်းထမနဲ့အကျော်ဆုံးစားတဲ့မုံတွေဝယ်နိုင်သည်မန္တလေးလိုမျိုးဆိုပေမဲ့ရိုးရမုံတွေကိုအချိန်မရွေးရနိုင်ပါသည်မြမသေးစာနဲ့မြမဂရိအချိုးကိုက်လိုက်ပုံများတော့ကျမကျောင်းဆရာမဘွားကအိမ်ပြန်မှာအမေဖို့ရိုးရမုံတစ်မျိုးဝယ်ခဲ့ရမည်ဖြစ်သည်ကျောင်းပြန်မုံကိုမျှော်နေတတ်တဲ့အမေကိုကျမနားလဲပါသည်တစ်လုံးတောသီးစာများနဲ့ကြီးပြင်းခဲ့ရသူဆိုတော့တခါတလေကျမအိမ်သာခီးကြုံဝဲလာတတ်သည့်ဒိုနတ်တွေပတ်တွေဘန်းပေါင်မုံတွေကိုအမေမကြိုက်ပါညီတို့ကလောင်းမုံတွေစားတတ်ပေါင်းပေါ့ဟဲလို့တောင်ဆိုလိုက်သေးသည်ကလမုံဆိုတာကလားမုံလို့ခေါ်လိုက်ခြင်းဖြစ်၏အင်္ဂလိပ်မုံလူမျိုးခြားမုံဆိုသည့်သဘောဖြစ်ပါသည်ဘသူမှလှုပ်ရောင်းနေတာဟုတ်ပေါင်းတော့ကိုရင်ကိုလှုပ်ရှားကြတာပဲစားစမ်းပါလေအမေပြောတော့လေကျမကိုယ်တိုင်တောသီးစာကလေးကိုသတိရလိုက်ပါတယ်ဘာမှကမုံဝဲသီးစာလှုပ်ကြောင်းတယ်လို့မရှိကိုအိမ်မှာကိုဖောတီလှုပ်ရှားတတ်ကြတယ်တောသီးစာဆိုတော့အများဆုံးတော့ကောက်ညင်းထင်းညက်မုံတွေကများသည်မုံစီကျော်မုံဖတ်ထုံမုံကြကွက်မုံကြစီမုံကျိုးလိမ်မုံကျွဲတဲ့မုံပိုင်းတော့မုံခဲပွဲမုံလုံးကြီးလိုမုံတွေဖြစ်သည်ပြီးရင်ကထမများခြင်းနော်ရွှေထမင်းစီထမင်းထိုးလိုက်တာများသည်ကောင်းညင်းမုံညက်ကိုစတော့ပဲပန်းလုံးပြုတ်တစ်မျိုးဖြစ်ရောနေချင်းထောင်းကလေးဆိုပြီးကြော်တော့ပဲမုံကြော်ပူနွေ့နွေ့ရွရွကလေးကိုကျမကြိုက်သည်တေးစားဆိုတော့လေစီကုံထင်းကုံချင်းကုံခန့်ကလှုပ်ရှားလေးရှိရဲ့မုံညက်ကိုလက်ပွားတဲ့ပုတ်ချီကအတောင်ကလေးတွေလုံးပေါင်းပြီးမှနှမ်းထောင်းကလေးဖြူစားရတဲ့မုံဝိုင်းတော့ကိုလည်းလုပ်လေးရှိတယ်စိတ်ကလေးဆိုတော့စားလို့ကောင်းသည်ကြာစီခွက်ထဲကမုံကြာစီကလေးနဲ့တူတော့မုံကြာစီကျိုးနှစ်ချောင်းလိမ့်နာနဲ့တူတော့မုံကျိုးလိမ့်ရက်ကန်းပိုင်းတောင်ကလေးနဲ့တူတော့မုံဝိုင်းတော့လက်ကောက်ကွင်းနဲ့တူတဲ့မုံလက်ကောက်ကွင်းလို့ခေါ်လိုက်ကြတာပါကျမတို့ရွာမှာလာသာသည့်ညတွေမှာမုံပေါင်းလို့စားကြသည့်အလေးလည်းရှိရဲ့ညသောအဖြစ်တောင်းတောင်းသာသာရှိကြတဲ့တောင်လူကြီးတွေကအင်းရှိတလေးမှာဖျားချမ်းခင်ကဝိုင်းလုံဝိုင်းစားကြတဲ့မုံပေါင်းပွဲဖြစ်တယ်။ကောက်ညင်းမုံနဲ့ဆန်းမုံကိုစားတူရောရေချအင်းနေနဲ့ကမောင်းခေါက်ထဲထည့်ထောင်းပြီးစစ်အိမ်တုံချက်ပြဲကြည့်တဲ့တင်းနေအောင်သိရတယ်။ညဘက်လာသာသာတလင်းပြင်မှာမိဖို့3-4ပုံခွဲကမြေပေါင်းအိုးလေးများပြင်ပေါင်းကြရသည်။အင်းုံတွေကမုံညက်တွေကိုရောက်သွားခွင့်ဖြင့်ချစ်ယူကမြေစလောင်းပုံးကလေးတွေကိုတဲ့ကလှည့်ထည့်ရတယ်။အပေါ်ကပဲလုံးစစ်လေး5စီဖြူရေဆိုအဝတ်ပါးလေးနဲ့စလောင်းဖုံးစုပြီးတော့ပေါင်းခွင်ပေါ်မှောက်ချလိုက်ရတယ်။ပြီးမှအဝတ်လေးကို4ဘက်လေးဖြည့်ချအဖုံးအုပ်ထားတအောင်နေလို့အဖုံးကိုလှန်လိုက်တော့နက်ပြုတ်ပြောင်မုံဖောင်းပူကလေးရပြီ။စီဆူအဝတ်တုပ်ကလေးနဲ့တစ်ဖက်ရိုက်မုံနှမ်းတောင်ကလေးဖြူမုံလုံးသူကလုံးစားသူကစားတဝဝတဟာပွဲကြသည်ဝိုင်းကပွဲကြတေစာဆိုင်လူစုတီတလေးများလားဒီဝိုင်းမှာစိုက်ရေးပြွေးလူရေးတန်းရေးစားရေးတောက်ရေးဘာရေးညာရေးပြောဆိုနိုင်ပြီးအတိဖလှယ်နိုင်ကြတယ်သူသတင်းကိုသတင်းဝေမျှနိုင်ကြတယ်ဟိုအကြောင်းဒီအကြောင်းရှင်းဟောင်းနှောင်းပြရောက်တဲ့ရေရစကားစစ်ပြီးပြောနိုင်ကြပါတယ်တေစာမုတ်ကိုအကြောင်းပြပြီးအချင်းချင်းစီလုံးလုံးချစ်ခင်နေကြတာပါ
ချမ်းသာသူကကျွေးပါတယ်တော့လို့မြစ်တာပြတော့ဆင်းရဲသူကလည်းကျုပ်တို့လည်းစားပါတယ်တော့လို့မူရီတာပြကြတာကောသမီးရဲ့ရွာတဲ့လူစီတော့ရွာစုတာပေါ့ရွာတဲ့လူခန်းတော့ရွာမှာကန့်တက်တဲ့အမေတို့တောရွာဆိုတာဟာတယောက်ကြားကန်နေကြရတာမဟုတ်လားအမေပြောတော့လေတင်းစားဝိုင်းကတန်ဖိုးရှိတာစောင်းခါများမှာတော့အခင်းတွေကပြောင်းမှုကစုံတွေကိုစားရပြီအခင်းထွက်သီးနှံတွေဆိုတော့အခုပေါ့လက်ဆက်ပါပြီတဲ့ပြောင်းမှုတစ်ကျဲလေးဆိုမဲ့စားရတာချိုးတယ်အစုံလည်းပြောင်းမှုလဲကြီးတွေရတဲ့ကြွားတဲ့ဖြစ်မောင်းလာတော့ကျမတို့ငငယ်ကလှဲနောက်ကလိုက်နှိုက်ရသည်ကထမိန်ကပုံစားအပြည့်ရတယ်အိမ်ကခင်းဖော်ရင်တော့အိမ်အောင်ခင်းထားသည့်ကျုံးရေကြီးအောင်နှိပ်ဖို့ညလာကျင်းထားတတ်ကြပါတယ်တကြံရက်တွေမှာကစုံဦးထညံမြေပဲရောကျူကကစုံယူထိုးကြတယ်မြေပဲပေါ်ရင်မြေပဲအဆိုပြုတ်မြေပဲလောပဲသီးတောင်ရှည်ကိုကျက်သွန်ဖူးနဲ့ရောပြုတ်ကမြေပဲနှင်းတုပ်စားကြတယ်ကျက်သွန်ကိုရိပ်လိပြီးတော့ဆန်မှုန့်ဂလုံးလက်သေးရွက်မြေပဲဆန်ကလေးပြုတ်ထဲကအပေါင်းကြော်ကြသည်ຫນွေကြီးခုခေါင်ရောက်ရင်တော့တတိတနှံရှားပါကုန်ပါပြီဒီလိုခါရီမှာခြံတောင်းကတပိန်ပိန်တလိန်လိန်တီးရရှာတဲ့မလကာသီးကလေးတွေကလည်းကျမတို့အတွက်သေးစားဖြစ်ရ၏ຫນွေဦးဆိုတော့နေတချမ်းလောင်ကချိုနေတတ်သည်မြစ်ကဘာထိတ်ကဘိုးရင်ခြံဝိုင်းထဲမှာမကြီးချိုပင်မယန်းချိုပင်ကလည်းကလေးများဖို့သေးကြရတဲ့သေးစားဖြစ်ပါသည်ကျမတို့ရွာမှာမကြီးပင်တွေတရွာလုံးဖြောက်စိတ်ဆိုတော့လေဘိုးရင်မကြီးပင်ကချိုပင်မဟုတ်လားရှားတောင်ရှားပါမကြီးချိုပါတကားမကြီးဘူးကလေးများကိုအချင်းသိခါစက်တုံကလေးစီတန်တလိန်ထိုးထားတဲ့အချင်းစိတ်နှိမ်တည်စားကလည်းညီနွေးမိစရာကိုကိုရွက်နုထလောင်းရွက်နုညောင်ချင်ဘူးနုနုကလေးတွေကိုခုကမြေပဲထောင်စီရွှဲရွှဲတုပ်စားရတာလည်းတော့တည်စားဖြစ်ပါတယ်သစ်ပင်ကြီးတွေကအရွက်ကိုစားတော့အသက်ရှည်တဲ့ဟုယုံကြည်ကြသည်နွေရသည့်ရောက်တိုင်းအမေကြီးကဇီးသီးချောက်ကိုထင်းရက်ရည်ပြပြနဲ့ကြိုးကကျွေးတတ်သည်ဇီးယိုကလေးကနှလုံးအေးတယ်သဲချေကြောက်ရက်ဖြစ်တာကိုနိုင်တယ်ဆေးပြေဝါပြေစားဟဲ့ငါမြည်ရဲ့အဲ့လိုဆိုပြီးတော့သူနဲ့ကရက်ချက်သားထားတတ်တယ်တောရွာဆိုတော့ငပီကလေးစလောင်းဖုံးကင်ပြီးကင်ကနှင်းစီကလေးဆန်ရင်နှွေးနဲ့မြည်ကြရလဲရှိတယ်ထန်းစော်လေးကလေးကလည်းမြူးချိန်စားလို့ထန်းရည်ချိုးထန်းသီးနုထန်းမိမြင်ထန်းကထွက်သမျှဘယ်ဟာမှမလွတ်ရပါထန်းရည်ချိုကိုထမင်းချမ်းပြင်မှုပြီးစားရတာကလည်းရွာမှာကလေးတိုင်းစားခဲ့ရဘူးဒီသေးစားဒီလိုဖြစ်တယ်ရွာတောင်ဝဲမှာနေတဲ့အမေကြီးငယ်ရဲ့နှာရည်စုံမုံကလေးကိုလည်းသတိရမိပါတယ်သမင်းချမ်းအကြံကျွင်းတွေကိုရေကလေးပြက်ပြက်စေးကလှမ်းထားရသည်သမင်းကြောက်ခွေးခွေးကိုအိုးခင်းနေတော့ထညက်ဖြစ်ရောထောင်းပြီးအစုပ်ကလေးတွေဖြစ်အောင်လုံးထားတာကိုနှာရည်စုပ်ခေါ်ခြင်းဖြစ်တယ်နှာရည်စုပ်လို့ဘာကြောင့်ခေါ်တာလဲကျမမေးကြည့်တော့ဆိုနိုင်ပါဘူးတသက်လုံးနှာရည်စုပ်ခေါ်ခဲ့ကြတာပဲအေးလို့ဖြေခဲ့တာသတိရမိပါသေးသည်နှာရည်စုပ်နဲ့ခက်ဆင်ဆင်တူသောနဘတ်ထညက်စုပ်ဆိုတာလည်းရှိသေးသည်ကျမတို့ခြံနောက်မြောက်တောင်ကုန်းကစီကျိတ်သည့်အစုံလဲစင်ထားတဲ့ထန်းကလေးလက်လေးမှာရှိပါတယ်ကျမတို့ကစီစုံကုန်းမှုခေါ်ကြတယ်နေကင်းဘက်တွေစီကျိတ်ရာစီစုံကုန်းမှာကလေးများရဲ့စုရက်ဖြစ်ပါသည်စီကျိတ်ရေးကတော့ပေါက်မှစီရွေးဝေါကနေသွန်ကြလာရင်စုံထဲမှာမြေပဲဘက်တွေကိုကြေလောက်ပြီးမြေပဲပန်းနဘတ်များကိုထညက်ဖြင့်ထောင်းရောနေကဆုပ်စားရတာကလည်းအလွန်ရသာရှိလာသည်ချိုစိတ်နဘတ်ထညက်ဆုပ်ဆိုတော့လေကလေးများမမောတော့တောသေးစားပဲဖြစ်သည်တို့ကလေးတို့ကကဘာစစ်ကြီးဖြစ်နေတော့တာကြွားတဲ့ဆော့ရတာမရှိပါတို့ဝိုင်းထဲမှာဘုံချင်းကြီးထူထားတော့အိမ်တဆောင်စာလောက်ရှိတယ်ကောင်းကင်ကလေးမြန်တန်ချရင်ကျွဲညီနောင်လာပဲဟဲ့ဆိုပြီးဘုံချင်းနဲ့စင့်ပြေးရတာပဲတို့အမေကြီးကမနဲ့မိုးလေးရင်ဘုံချင်းနဲ့ပဲတောက်ရည်တိုးစေးစင်းလေးတစ်ပန်းပြီးတော့လက်ဖက်တက်အေးသွားပို့ထားလိုက်တာပဲတို့ကလေးတွေအတွက်တော့မြေပဲနှစ်ဖက်နဲ့ထညက်တွေစုပ်ထည့်ထားတဲ့စလုံးကြီးကတစ်လုံးတို့များတော့ဘုံချင်းနဲ့ဝင်ပြီးနှစ်ဖက်ထညက်စုပ်စားရတာပါဇက်တွေများအစေးပေါက်လို့တော့အမေကသူ့ငယ်ဘွားကိုပြောပြတိုင်းဒီအကြောင်းကလေးပါလာတတ်သည်ကျမတို့ကလေးဘွားကစစ်ကြီးမရှိတော့တော့လဲနဘတ်ထညက်စုပ်စားနေရတော့ကျေးလက်တော်ရွာကအိမ်တိုင်းမှာထညက်ထောင်းပဲတော်တောင်းလေးတွေရှိကြတယ်ကလေးတွေပူစားတိုင်းဒီနှမျိုးကိုခပုံစားတဲ့ထည့်ပေးလိုက်ရောထညက်ကိုစီးနှင်းကြော်ကမြေပဲဖြစ်ရောထိုးထားတဲ့မြေပဲယူအချက်ကြီးတွေကလည်းမပြန်တခါတည်းရင်အိမ်ကကျွေးသောသေစာကိုရိုးသည်ထင်ကိုဘာသာရှာဖွေစားတောက်ထားမျိုးလည်းရှိတယ်ကျွမ်းအပြင်တောဆက်ကိုထွက်လိုက်ရင်အတန်းလိုက်ပေါက်နေတဲ့တရုတ်မကြီးပင်တွေစီကတရုတ်မကြီးခွေများကလည်းကျမတို့အတွက်သေစာဖြစ်သည်ကျွာကတော့စေးမကြီးသည်ဟုခေါ်ကြသည်တောထဲမှာနေရာအနှံ့ရှိနေတတ်တဲ့တရက်ပင်ကြီးတွေဒီချိန်မှာတော့စားတဆုပ်ကပုံနဲ့ထဲတရက်သေးစိမ့်နေတို့စားကြတယ်ပါဇက်တွေမှာတရက်ဆေးပူလောင်ကအနာရီပေါက်မှအစားရကြသည်လောက်စလုံးတွေလွယ်တလုံးထဲလွယ်ကလောက်လေးကွာတစ်လက်ဖြင့်ငှက်ပြစ်ထွက်ရကပြန်လာတဲ့အကိုလေးတဲလာသည်မြစားကလေးစရက်ငုံခါစားတဲ့ငှက်များကိုလည်းกินစားတတ်ကြသေးတယ်ညင်ရကြချိန်တွင်ဝချိန်တော်တဲ့ပိတ်ကြံရိတ်ခဲ့တဲ့ဆွဲငါးလေးတွေကိုစကားကုန်းပြစ်လိုက်ဖန်းကမိဖုတ်စားကြ၏ပဲမော်တိုက်ပဲကပဲမော်ကြွေကြတက်ဦးတက်ကြတဲ့ကြက်ဦးကလေးများကိုထမင်းအိုးပူပူတဲ့မြုပ်ခါကြက်ဦးမကြက်တစ်ကြက်လှုပ်စားကြသည်
ဒီလိုအကောင်ပလောင်တွေစားကြတာလူကြီးတွေတည်သွားရင်တော့အဆူရိုက်ခံရတတ်သည်ဟဲ့ကလေးတွေစားစရာများရှားလုံးလို့တော့သူတကာအသက်ကိုတေးစားလှုပ်စားရတယ်လို့ဟုတ်တော့များစားစရာဗမာနှိုက်နှိုက်ပေါ်ချင်ဟာဘူးကြီးတော်ပြောလဲပြောစရာကြွားမှာတော့နေ့လေနေခင်ရင်နှင်းမြည်စရာတေးစားတစ်မျိုးမျိုးတော့ဇဝဲပေါ်မှာရှိတတ်သည်ပဲမီပေါက်တော့မပြောဘူးတော့ကြောက်ပွင့်တော့နွားချင်းတော့စားတယ်ကြွားထွက်လက်တုံမျိုးစုံကိုလည်းမကြခဏစားရတတ်တယ်ကျမတို့ရွာကပဲမျိုးစုံစိုက်သောရွာဆိုတော့ပဲကိုတေးစားမျိုးမျိုးလှုပ်စားရလေရှိကြတယ်ပဲပြုတ်စီစံပဲပွားကျော်ပဲရီပွားဘရားကျော်စသဖြင့်ပဲကိုမပြတ်မခံစနန်းစားကြတယ်ရှိတယ်တေးစားများနဲ့ຫນွယ်တဲ့လွမ်းစရာကလေးတွေလည်းရှိကြတယ်အော်မပြောဘူးကလေးတုတ်တော့ငါမောင်ကိုညီမွေးကိုတတိယချက်တော့သူစားချင်ဘလောက်မူးလောင်မူလားအမမပြောဘူးတုတ်သေးစမ်းမအောင်ဟာနေချော့သေးတာစူဆဲလွတ်လဲတဟဲဟဲနဲ့မနာတတ်ချဘူးဒင်းသက်တို့ပါတော့မပြောဘူးတော့ရင်မျက်ရည်စာကလေးကိုအင်ဂျီလက်မောင်းစာဖြင့်တိုးကငိုတတ်တယ်ကြီးတော်ကိုသတိရမိပါတယ်ကျမတို့ရွာတွင်အဆင့်အမြင့်ဆုံးတေးစားကတော့ပူပြည့်ဤခောက်ဆွဲတုတ်ဖြစ်တယ်နေ့လည်းနေခင်ထန်းထောင်ကြီးတစ်ဖက်တစ်ချက်ဖြင့်ကြွားလဲညောင်မင်းအောက်မှာရောက်လာတတ်တယ်ပူပြည့်ရဲ့ခောက်ဆွဲတုတ်ကမှဝယ်စားရတာတစ်မျိုးတည်းသောတေးစားဖြစ်တော့ဤဝယ်စားရမှာလဲငွေပေးဝယ်ရတာမျိုးမဟုတ်ခောက်ဆွဲတပွဲပဲတစလဲဖဲစားရတာမျိုးဖြစ်တယ်ပူပြည့်ကလည်းနေ့စဉ်နေ့တိုင်းလာတာမဟုတ်ကြွားကလည်းခောက်ဆွဲတယ်လာလိုက်ဝယ်စားကြရတာမဟုတ်ဒီကနေ့ဗဇက်ပြင်းလာတဲ့ငပြည့်ခောက်ဆွဲနဲ့ရှားလျှော်လိုက်အောင်မယ်အခါတရံမှသာအပြင်းပြေသဘောမြို့မြက်ကလေးစားလို့တဲ့သဘောသာဖြစ်၏ငင်းကြံလိုမျိုးကိုအရောက်ပေါက်ရှိသူအခြားသူတွေထံမှမြို့ပြန်လက်ဆောင်ရတတ်တဲ့လက်ဆောင်တွေကိုဘိန်းမို့ပေါင်မုံချမ်းကိုထညက်ရည်နဲ့နွားလိုဆန်းစားရတဲ့အခါမျိုးဆိုရင်ကျမတို့ကလေးများဖို့နတ်တုတ်တာတမျှအရသာထူလာပြီရိုးရစားများနဲ့အသားကျနေတော့လဲပေါင်မုံထညက်ရည်ဆန်းသည်ခင်မိသောသေးစားဖြစ်နေတာမဟုတ်လားဟုတ်ရွာကိုတော့ရစားတတ်တာရှိတော့လဲလက်ကလည်းလက်ဆက်အာဟာရကလည်းပြည့်မြမကရင်းနဲ့လည်းအဟံမိကြတယ်အခုတော့ကျမတို့တွေမြို့ကြီးမှာနေကြရတဲ့သူတွေဆိုတော့ရိုးရစားနဲ့ဝေးရပြီလို့တော့မဆိုသာပါမန္တလေးမှာရိုးရသေးစားမုံတွေရနိုင်စားနိုင်ကြပါ၏မနက်ခင်းဆေးတွေမှာနေ့လည်နေခင်းလမ်းမေးတွေမှာအငွေတစ်ထောင်းထောင်းရိုးရစားကလေးတွေခင်းချင်းရောင်းချလျက်ရှိပါသည်သို့တော့ကိုယ့်အိမ်မှာကိုလှုပ်ရှားရတဲ့သေးစားမုံမျိုးတော့မဟုတ်နိုင်တော့ပြီစားတုတ်သွားတုတ်ပြေးလွှားကြရတာဆိုတော့သေးစားမုံကိုအိမ်မှာတန်ကရလှုပ်ရှားရတာမျိုးအခြေအနေမပေးတော့တာလည်းပါလိမ့်မည်ဒီမှာစိတ်ထင်ဒီခေတ်မှာမုံလုံးကြီးပညာတွေကလည်းရွေးချယ်ခွင့်တွေကလည်းများမုံတွေကလည်းတန်ရှင်းလှပအတင်ထုတ်ပြီးသားဆိုတော့အရှိမြောက်ဖက်စီကတိတ်ဝင်လာတတ်တဲ့ခဲဆက်ကူသွင်းကြောင်းစုံမုံထုတ်ကလေးတွေလည်းခစ်စားလာပုံရတယ်ဒီထဲမှာကျမတို့မိသားစုလည်းမလို့မိတ်ဆွေတွေအိမ်လာကြတော့လေသမီးအတွက်မုံထုတ်တွေပါလာတတ်ကြသလိုကျမအိမ်သားမျိုးရဲသွားတော့လေတပတ်စာအထားခံတဲ့မုံထုတ်တွေကိုဝယ်ခိုင်းနေရပြီသမီးကလေးကလည်းဒီသေးစားတွေကိုနှိမ့်ချိုင်နေပြီအမေပြောသလိုသေးစားကတစင်မူထီတာပွားနိုင်ဖို့ကျမတို့ကလည်းစားပါတယ်တော့လုံရင်ကလွယ်လို့ကျမတို့လည်းမတက်တာတော့စိတ်ရောက်တော့တဲ့ဒေါသေးစားကလေးတွေသမီးလေးတွေကိုအကျွေးကျင်တာစားမှစတတ်ပါမလားမသိ